လုံးမေးမင်္ဂလာပါရှင်ဒီနေ့ဇွန်လ28ရက်နေ့တနင်္ဂနွေနေ့ရဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဒီနေ့လေးမှာပထမဆုံးအနေနဲ့ဒီနွေရာသီမှာရောင်းချဖို့အတွက်စီစဉ်ထားတဲ့ကစားသမားဒူးတန်ရာပြင်းထန်စွာရရှိလာမှုနဲ့အတူဒိုနယ်ချက်ကြုံလာရတဲ့ United အသင်းရဲ့အကြောင်းအရာနဲ့စတင်ပါမယ်။ United ဟန်ဆိုလို့ရှိရင် Manuel Ugarte ဟာမတော်တဆဒူးတန်ရာပြင်းထန်စွာရရှိလာမှုနဲ့အတူဒီနွေရာသီအပြောင်းအရွှေ့လှုပ်ဆောင်မှုတွေအပေါ်များစွာထိုးနှက်ချက်ကြုံလာရပါတယ်။အလဲအလန်တန်းကစားသမားဟာဒူးတန်ရာရရှိသွားမှုနဲ့အတူကွင်းတွင်းစေကူတာမှုခံယူခဲ့ရပြီးကွင်းတွင်းကလမ်းလျှောက်မထွက်ခွာနိုင်မှုနဲ့လူနာတင်ထန်းစင်နဲ့ထွက်ခွာခဲ့ရပါတယ်။ Ugarte ဟာဆိုရင်တော့ United မှာနေရာရရှိဖို့အတွက်ရုန်းကန်နေရတဲ့သူဖြစ်ပြီးတော့နေရာဒီမှာရောင်းချဖို့လေပြထားခြင်းခံရသူဖြစ်ပါတယ်။ United က Ugarte ကိုဒူးအယွတ်တန်ရာရရှိပြီးတော့ကာလရှည်ကြာအနားယူရမှုနဲ့အတူနေရာဒီမှာကစားသမားကိုရောင်းချပြီးတော့ငွေရှာဖို့အတွက်အရေးပေါ်ရပ်ဆိုင်းသွားရမှာလည်းဖြစ်ပါရှင်။ထပ်မံပြီးတော့ Real Madrid ကွင်းလယ်လူဖြစ်တဲ့Aurelien Tchouameni ကို Old Trafford ကိုပြောင်းရွှေ့ဖို့အတွက်လူသိရှင်ကြားတိုက်တွန်းလိုက်တဲ့ United ရဲ့ကန်နဝင် Ferdinand ရဲ့အကြောင်းအရာကိုပြပြပေးသွားကြပါမယ်။ Aurelien Tchouameni သာ Real ကနေထွက်ခွာသွားဖို့အတွက်အခွင့်အရေးနည်းနည်းလေးပဲရရင်တောင်မှ United ကပထမဆုံးသွားပြီးတော့ဆက်သွယ်ရမယ့်အသင်းဖြစ်ရမယ်။တခြားဘယ်အသင်းနဲ့မှစကားမပြောနိုင်ခင်အရင်ဆုံးခေါ်ယူဖို့အတွက်စူးစမ်းရပါမယ်။ Tchouameni ရေငါတို့နှစ်ယောက်တီးတန့်စကားပြောခုတယ်ဆိုတာမင်းလည်းသိပါတယ်။မင်းလည်းဒီအစီအစဉ်ကိုကြည့်နေရဆိုတာငါသိတယ်။မင်းအတွက်ရွေးချယ်စရာအသင်းကတသိမ်းပဲရှိတယ်။တကယ်ချင်းတကယ်လို့မင်းအနေနဲ့ Real Madrid ကနေထွက်ဖို့အတွက်စဉ်းစားနေရဆိုရင်တော့မင်းသွားတဲ့အသင်းဟာ United ပဲလို့ပြောကြားခဲ့ပါတယ်။ Tchouameni ကကိုကာယကြမ်းခိုင်မှုခံစစ်ပိုင်းဖြတ်ထုတ်နိုင်စွမ်းကွင်းလယ်ပိုင်းကိုထိန်းချုပ်နိုင်တဲ့အရေးသွေးတွေကြောင့် United ရဲ့စိတ်ဝင်စားမှုကိုအမြဲရရှိနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ Spa နဲ့သတင်းတွေထွက်နေတဲ့ Rashford ရဲ့အပြောင်းအရွှေ့ကောလာဟာလာတွေနဲ့လက်တွေ့အခြေအနေကိုလည်းပြပြပေးသွားကြပါတယ်။ United ရဲ့တိုက်စစ်မှု Marcus Rashford နဲ့ Spa တင်တို့ကြောင့်ထွက်ပေါ်နေတဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတဲ့အခြေအနေအမှန်ကလုံးဝကိုမှငြိမ်သက်နေစေဖြစ်ပါတယ်။လက်ရှိချိန်ဒီမှာ Rashford နဲ့ Tottenham Hotspur အသင်းကြားမှာဘယ်လိုမျိုးအပြောင်းအရွှေ့တိုးတက်မှုမျိုးမှမရှိသေးသလိုဘယ်လိုတရားဝင်ဆွေးနွေးမှုမှလည်းပြုလုပ်ထားခြင်းမရှိသေးပါဘူး။ဒါကြောင့်မို့လို့မကြသေးခင်အောင်မှာပရိသတ်တွေကြားဟိုးလေးတကြောကြောဖြစ်သွားခဲ့တဲ့ Rashford Spa ကိုပြောင်းတော့မယ်ဆိုတဲ့သတင်းတွေလာစာနှုံနာတွေညှိနှိုင်းကြနေရဆိုတဲ့ကောလာဟာလာတွေဒါတွေအားလုံးဟာလက်တွေ့မှာလုံးဝမမှန်ကန်တဲ့သတင်းမှားတွေပဲဖြစ်ပါတယ်။အပြောင်းရွှေ့ရာသီရဲ့ထုံးစံအတိုင်းပဲသတင်းကြီးရဲ့မှာ Rashford လိုကစားသမားမျိုးကိုအခြေအမြင့်မရှိကောလာဟာလာတွေအနေနဲ့စပါတင်နဲ့ဆွဲစည်းခဲ့ကြတာပါပဲ။လက်ရှိချိန်မှာတော့ United ရဲ့ Champions League ဝင်ခွင့်ကြောင့်လာစာတိုးလာမဲ့ Rashford တရား Old Trafford မှာပဲဆက်ရှိနေဖို့ရာခိုင်နှုန်းအလွန်များနေပြီးတော့ပရိသတ်တွေအနေနဲ့လည်းဒီကောလာဟာလာတွေကိုစိတ်ရေးထားပြီးပဲဆက်လက်စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်ရှင်။ထပ်မံပြီးတော့လီနီယိုရိုရဲ့စူးစမ်းအားထုတ်မှုအပေါ်မှာအထင်ကြီးလေးစားပြီးတော့ဂုဏ်ယူမဆုံးဖြစ်နေတဲ့ United ရဲ့အကြောင်းအရာကိုပြပြပေးသွားကြပါတယ်။ United အသင်းရဲ့လူသိစုဆောင်းရေးအဖွဲ့တွေအတွက်တော့ခံစားမှုလီနီယိုရိုကိုအသင်းစီအရောက်ခေါ်ယူနိုင်ခဲ့တာဟာတကယ်ကိုမှကြီးမားတဲ့အောင်မြင်မှုတစ်ခုအနေနဲ့ရှင်ထဲမှာအမြဲဂုဏ်ယူနေစေဖြစ်ပါတယ်။ဒါနဲ့မကသေးဘူးသူဟာအနာဂတ်မှာကလပ်အသင်းအတွက်အားထားရမယ့်အောင်မြင်မှုကြီးတစ်ခုဖြစ်လာနိုင်မယ်လို့လည်းအပြည့်အဝယုံကြည်နေကြပါတယ်။လက်ရှိချိန်မှာသူပြသနေတဲ့ခြေစွမ်းတိုးတက်မှုအပေါ်မှာလူသိစုဆောင်းရေးအဖွဲ့ကအရန်ကိုမှအားရကျေနပ်ကြသလိုအသင်းမှာဒီတက်မကပုံမတိုးတက်လာအောင်လို့စ조사ခြင်းနဲ့သူရဲ့ဆရာထက်သန်မှုပြီးတော့ Premier League နဲ့အသားကျအောင်ရုပ်ပိုင်းဆိုင်ရာအကျန်းခိုင်မှုဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ပါအစွမ်းကုန်အားစိုက်ထုတ်နေအောင်မြင်တွေ့နေရလို့ကလပ်အသင်းပုံဖွဲ့တစ်ခုလုံးကသူ့ဘောအထင်ကြီးလေးစားခြင်းနဲ့အပြည့်အဝချီးကျူးနေကြတာပါအရေးချင်းရောစိတ်သက်ပါအပြည့်ရှိတဲ့လီနီယိုရိုလိုကန်စီအလားလာရှိလူငယ်ကျယ်ပွင့်မျိုးကိုပိုင်ဆိုင်ထားရတာကလက်ရှိ2026နေရာဒီမှာ United အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုပါပဲအသင်းရဲ့အားကိုးရမယ့်ဘေးမကန်စီတိုင်းကြီးဖြစ်လာဖို့စရောကိုပါနှင်းမြုပ်စူးစမ်းနေတဲ့ဒီကောင်လေးရဲ့အနာဂတ်ခီးလန်းကဘလောက်ထိတောင်မှတောက်ပလာအောင်မလဲဆိုတာပရိသတ်တွေအားလုံးကတော့ရင်ခုန်ကြည်နူးစွာနဲ့စောင့်ကြည့်သွားရမယ့်အနေအထားမှာရှိလို့နေပါရှင်။ဒီနေ့သတင်းအကြောင်းအရာရဲ့နောက်ဆုံးအနေနဲ့မာတီရဲ့ဖာနေတက်ကိုခေါ်ယူနိုင်ဖို့အတွက်ခက်သက်သက်လှုပ်ရှားလာခဲ့တဲ့ United အကြောင်းအရာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတင်ဆက်ပေးနေနှုတ်ဆက်ပါမယ်ရှင်။ United ဟာဆိုရင်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းမှာမာတီရဲ့ဖာနေတက်နဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးမှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။ United ကမာတီရဲ့ဖာနေတက်ကိုခေါ်ယူဖို့အတွက်ဆရာထက်သန်နေပြီးသူတို့ရဲ့မူလကသတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းပမာဏကိုတိုးမြင့်ပြီးတော့ကန်လန်းသွားဖို့လည်းပြင်ဆင်နေပြီဖြစ်ပါတယ်။စပါကလည်းဒီပြိုင်ပွဲထဲမှာရှိနေစေဖြစ်ပြီး United ကလက်ဦးမှုရယူနိုင်ဖို့အတွက်စူးစမ်းနေကမကြမီဝက်ဆန်နဲ့ဆက်သွယ်ပြီးတော့ကလပ်အသင်းနဲ့တင်ကြားဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်သွားဖို့အတွက်စီစဉ်ထားတယ်ဆိုပြီးတော့သိရပါတယ်။ဒီနွေရာသီမှာ United ရော Tottenham Hotspur ပါမာတီယက်စ်ဖာနယ်တက်ကိုခေါ်ယူနိုင်မယ်လို့အပြည့်အဝယုံကြည်မှုရှိနေကြတာကတကယ်ကိုမှစိတ်ဝင်စားဖို့ကောင်းနေပါတယ်။စပါတင်ဘက်ကကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ယုံကြည်မှုကငွေကြေးအရာပေါ်မှာမူတည်နေတာဖြစ်နိုင်ပါတယ်။ဝက်ဆန်တီဘက်ကတောင်းဆိုတဲ့တန်ကြေးကိုသူတို့ပေးချင်နိုင်စွမ်းရှိတယ်ဆိုတာကသူ
သူတို့ကိုယ်တိုင်သိကြပါတယ်ဒီလိုမျိုးကစားသမားဈေးကွက်ဖောင်းပွားနေတဲ့ခေတ်ကြီးမှာအသေးသေးကတောင်းဆိုတဲ့ဈေးနှုန်းကိုတန်းပေးလိုက်ရုံနဲ့တင်အပြောင်းရွှေ့ရဲ့ဥဆောင်သူနေရာကိုရောက်သွားဖို့ကအခွင့်အရေးများကြီးရှိလို့နေပါတယ်ဒါပေမဲ့ United ရဲ့ယုံကြည်မှုကတော့တစ်မျိုးပါသူတို့ကတခြားအသင်းတွေထပ်ပို့ပြီးတော့ဈေးပြိုင်ပေးနိုင်လို့ယုံကြည်နေရမျိုးမဟုတ်ဘဲနဲ့ Fanatic ကိုယ်တိုင်က United ကိုပဲလာကျင်လို့သူရဲ့ဆန္ဒကိုရှင်းရှင်းလင်းလင်းပြသထားတဲ့ပုံမှာယုံကြည်နေရဖြစ်ပါတယ်။ဒီနေ့တာအမှန်ဆိုရင်တော့ Fanatic ဟာတခြားဘယ်ကလပ်အသင်းထက်မဆို Old Trafford ကိုပဲလာကျင်နေရလို့ United ကတော့ယူဆထားပြီးတခါလေကျရင်ကစားသမားရဲ့ကိုယ်ပိုင်ဆန္ဒကအမြင့်ဆုံးဈေးပေးတဲ့ချက်လက်မှတ်ထက်တော်မှာပို့ပြီးတော့အရေးပါသွားတတ်ပါတယ်။အပြောင်းရွှေ့ကိစ္စပြီးသက်သွားတဲ့အခါမှာတော့အသင်းတစ်သင်းရဲ့ယုံကြည်မှုကအောင်မဲခံနိုင်မှာဖြစ်ပြီးကျန်တဲ့အသင်းတစ်သင်းကတော့စိတ်ပြလက်ပြက်နဲ့ကြံရိတ်ခဲ့ရမှာအသေးချပါပဲ။ဟုတ်ကဲ့ပါ။ Spanish United တို့လွန်ဆွဲပွဲကြီးမှာဘယ်သူကအနိုင်ရတောင်းမလဲဆိုတာကတော့ဇာတ်တို့တူတူဆက်လက်ပြီးတော့စောင့်ကြည့်သွားရပါမယ်ရှင်။ဟုတ်ကဲ့ဒီကနေ့ရဲ့သတင်းကြောင်းရတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်အယောင်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ဒီဇိုင်းပရိသတ်များနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခံယူနိုင်ကြပါစေရှင်။